ကျွန်တော်နာမည်ကရဲမင်းလင်လို့လည်းခေါ်ပါတယ်ရိုရှန်ဆိုပြီးတော့ဗောနော်အိန္ဒိယနာမည်နဲ့လည်းတည်တယ်ကျွန်တော်ဟိန္ဒူဗုဒ္ဓဘာသာဝင်ဗောနော်အဲကျွန်တော်ရဲ့ကုမ္ပဏီနာမည်ကတော့ Mahanadi International Trading လို့ခေါ်တယ်ကျွန်တော်အဲ့ကုမ္ပဏီမှာ Managing Director တာဝန်ထမ်းဆောင်တယ်ထမ်းဆောင်ပြီးတော့ကျွန်တော် export ပေါ့ပဲဆိုရင်ပဲမျိုးစုံပေါ့ပဲမပဲစင်ကုန်ပဲဒီစိမ်းစားသဖြင့်ပဲတွေအကုန်လုံးကျွန်တော်2021အာနာသိမ်းပြီးနောက်ပိုင်းကနေပြီးတော့22ပေါ့အလောက်ကနေပြီးတော့2024ထိမှာကျွန်တော်ကမြန်မာနိုင်ငံရဲ့အကြီးဆုံး exporter ဖြစ်ခဲ့တယ်ပေါ့နော်ပဲမှာဒါကတော့ကျွန်တော်ရဲ့ဒါ business ဟွာလေးပေါ့နော်ပြီးတော့အခုဖြစ်ပေါ်လာတဲ့အခုစစ်တပ်ကထုတ်လွှင့်လိုက်တဲ့သတင်းပေါ့မြဝတီမှာထုတ်လွှင့်လိုက်တဲ့သတင်းမှာကျွန်တော်တို့ကုမ္ပဏီကျွန်တော်တို့မိသားစုပိုင်ကုမ္ပဏီတွေကနေပြီးတော့ဒေါ်လာ54သန်းကျော်ပြန်မသွင်းမဲနဲ့ပေါ့နော်ထွက်ပြေးနေတယ်တွေတင်းချောင်နေတယ်စသဖြင့်ရေးတယ်ပေါ့နော်နံပါတ်1ကျွန်တော်ပြောချင်တာကတော့ဒေါ်လာ54သန်းဆိုတာလုံးဝမဟုတ်ပါဘူးကုမ္ပဏီကျွန်တော်ကုမ္ပဏီရောကျွန်တော်အဖေကုမ္ပဏီရောနှစ်ခုလုံးပေါင်းရင်တော့54သန်းမရှိပါဘူးကျွန်တော်မဟာနေ international အနေနဲ့နိုင်ငံခြားဝင်ငွေသွင်းဖို့ရှိတဲ့ပမာဏ US ဒေါ်လာ28တန်းလောက်ရှိတယ်အဲ့ဒါလည်းအခုကျွန်တော်ရှင်းပြသလို28တန်းနေကျွန်တော်ဒီအစိုးရရှင်28တန်းဟုတ်ယူပြီးတော့ကျွန်တော်ဒေါ်လာ28တန်းနဲ့ရှောက်သွားနေတာမျိုးမဟုတ်ဘူး28တန်းဆိုတာကျွန်တော်အစိုးရကို28တန်းပြန်သွင်းရင်အစိုးရကသူတို့ရဲ့85ရာခိုင်နှုန်းရဲ့25ရာခိုင်နှုန်းဥပဒေနဲ့ချိန်တွက်ပြီးတော့သူတို့ကaverage earning လို့ခေါ်တာပေါ့ကျွန်တော်တို့ခေါ်တာတော့ကျွန်တော်သွင်းလိုက်တဲ့28တန်းကိုအပြင်ဈေးဒေါ်လာလေး4800ပေါက်တဲ့အချိန်မှာကျွန်တော်တို့ဒီဘန်တွေကနေပြီးတော့85ရာခိုင်နှုန်းကိုလွတ်လပ်စွာရောင်းချပိုင်ခွင့်ရှိတယ်4080နဲ့ရောင်းလို့ရတယ်25ရာခိုင်နှုန်းကိုတော့သူတို့ရဲ့ fixed price ပေါ့2100နဲ့ဖြတ်ပြီးတော့ရတဲ့ average ဈေးဆိုတော့ကျွန်တော်က28တန်းဖြစ်တဲ့အတွက်ကျွန်တော်2.8 million dollar stock ကျွန်တော်နာမှာပေါ့အခုရယ်ကျွန်တော်အဲ့လောက်ပတ်စံရှိရင်ကျွန်တော်ဒီပြဿနာဘာမှဖြစ်เสียအကြောင်းမရှိနောက်တစ်ခုထောက်ပြောပြချင်တာကကျွန်တော်ကုမ္ပဏီအပေါ်မှာတန်း80တွေတန်း120တွေတန်း150တွေတကယ်ကိုရှိခဲ့တာကျွန်တော်ညွှန်ကြားမှုချုပ်မီတင်တက်ခဲ့တယ်ကျွန်တော်အဲ့ဒါလည်းအခုနောက်ပိုင်းကျရင်ကျွန်တော် data နဲ့ကျွန်တော်မှရှိတယ်ကျွန်တော်ပြန်ရှာခိုင်းထားတယ်data အတိအကျနဲ့ဘန်တွေကထုတ်တဲ့ data ကျွန်တော်မှရှိတယ်secret data ပေါ့ဗျာအခုတော့ it's not going to be so secret မဖြစ်တော့ဘူးဆိုတော့ကျွန်တော်ဒါကိုချပြမယ်အဲ့မှာတန်း driver company တကူကတန်း100ရှိတယ်ကျွန်တော် meeting တက်ခဲ့တယ်တန်း80ထိတယ်ကျွန်တော်ဒီအများဆုံးလည်းမဟုတ်နေဘူးပြီးတော့ဒီကြားထဲမှာလည်းကျွန်တော်တို့ဒီစာသုံးလုံးနဲ့ direct စကားအပြောဆိုရှိတယ်အဲ့တော့ဒီအချိန်မှာနာမည်ပြောလိုက်ရင်တော့စာသုံးလုံးကအောင်မိုးပေါ့နော်သူဘလို့ခေါ်မလဲဘုံမှုခေါ်မလားဘုံမှုကြီးခေါ်မလားယာတူးတော့မသိအောင်မိုးဆိုတဲ့လူနဲ့ကျွန်တော်အဖေနဲ့အဆက်အသွယ်ရှိတယ်ကျွန်တော်တို့ကစကားမပြောရဲဘူး because ကျွန်တော်ဘာပြောကျွန်တော် record လုပ်တတ်တယ်ကျွန်တော်ဒီ frank ဖြစ်တယ်ပုံမှန်လင်းလင်းပြောတတ်တဲ့လူဖြစ်တဲ့အတွက်ကျွန်တော်ကငွေညှစ်လို့မရဘူးပေါ့အကိုရဲ့ပုံမှန်လင်းလင်းပြောရအဲ့တော့ကျွန်တော်အဖေကိုပဲဒီစာသုံးလုံးကပဲအန်ကယ်ခဏတော့ရှောင်လိုက်ပါဆိုပြီးပြောခဲ့တာလေဒီစာသုံးလုံးကပဲအဲ့တော့အဲ့အချိန်မှာကျွန်တော်အဖေကကဲ trip တစ်ပတ်သွားမယ်ဆိုပြီးတော့အမေရိကရောက်သွားတယ်အမေရိကရောက်ပြီးတော့စင်ကာပူပြန်လာတဲ့အချိန်မှာဆရာဝန်နဲ့သူ face to face မှာသူ့ရဲ့ဒီနှလုံးခွဲရမယ်ဆိုတော့ဟာကြီးက bypass အကြီးလုံးရမယ်ဆိုတာပေါ်လာတယ် it was a လုံးဝ legitimate procedure တကယ်ကိုနှလုံးကြီးကိုခုံပေါ်တင်ပြီးကို8နာရီလောက်ခွဲရတယ်ခွဲရတဲ့အတွက်ကျွန်တော်တို့မှာ50-50လောက်ဖြစ်သွားတယ်ငိုယိုပြီးတော့ဗျာအဲ့လိုတွေတော့ကျွန်တော်တို့မှာဖြစ်ခဲ့ပြီးတော့မှအဖေကပြန် recover ဖြစ်ပြီးတော့ဆရာဝန်က4လနာလို့ပြောတဲ့အချိန်မှာစာသုံးလုံးအောင်မိုးတို့ဒီတို့ပါပဲပြောပြီးတော့ကျွန်တော်တာဝန်ယူတယ်ပြန်လာခဲ့အမကန်အကုန်လုပ်ပေးမယ်အန်ကယ်သွင်းစရာရှိတဲ့ပတ်စံအန်ကယ်ပြန်သွင်းကျွန်တော်ကလည်းပတ်စံပြန်မသွင်းပဲတင်းရှောင်နေတာမျိုးမဟုတ်ဘူးကျွန်တော်ပတ်စံပြန်သွင်းနိုင်တဲ့အနေအထားလည်းရှိတယ်အဲ့ဒါလည်းကျွန်တော်အခုပြန်ပြောပြမယ်ဒီပတ်စံတွေဘယ်ရောက်သွားလဲဆိုတာပေါ့နော်ဒါပေမဲ့အဖေကအဲ့တော့မထူတော့ဘူးငါအိမ်ရောင်းပြီးတွင်းလိုက်တော့မယ်ရစရာရှိတဲ့ဟိုဘက်ကကျွန်တော်ပြောဇော်လေးတို့ဘာတို့ရစရာရှိတဲ့ legitimate ပတ်စံတွေနောက်မှတောင်းမယ်လောတော့သူတို့တောင်းတဲ့ပတ်စံအရင်ပေးလိုက်မယ်ဆိုအိမ်ရောင်းဖို့လှမ်းပြီးတော့သူစင်ကာပူကလှုပ်တဲ့ချိန်မှာအဲ့ချိန်ကလေးကကျွန်တော်အိမ်အယောင်းမြေပုံထုတ်လို့မရအောင်စာသုံးလုံးကတားလိုက်တယ်တားလိုက်တဲ့အတွက်ကျွန်တော်ရွှေတောင်ကြားအိမ်ပေါ့41/6ရွှေတောင်ကြားရိပ်သာ2လမ်းမှာရှိရွှေတောင်ကြားအိမ်ကြီးကကျွန်တော်တို့ဖဲမလုပ်ခင်ဘာမလုပ်ခင်တည်းကဒါဝယ်ခဲ့တဲ့အိမ်ပြောချင်တာအဲ့တော့အဲ့အိမ်ကိုကျွန်တော်လှမ်းရောင်းတယ်တိန်ကြီး2သိန်းခွဲနဲ့လှမ်းရောင်းတဲ့အချိန်မှာရောင်းလို့မရလိုက်လောင်းလို့မရလိုက်တော့အဖေကကဲအဲ့ဆိုရင်တော့ငါတို့ပြေးရလို့ထင်းလို့များပိတ်လားမသိဘူးဆိုပြီးစာသုံးလုံးနဲ့တိုင်ပင်ပြီးတော့အကိုရပုံမှန်လင်းလင်းပြောရင်အာတကေပေါင်းများသွားနော်ယူပြီးတော့အာမခံပါတယ်အန်ကယ်ဘာမှမဖြစ်စေရပါဘူးလာခဲ့ပါအန်ကယ်ပတ်စံပေးဖို့ intention နဲ့လာဘာမှမဖြစ်ပါဘူးလို့ပြောတဲ့အတွက်ကျွန်တော်အဖေကနှလုံးကြီးခွဲပြီးဆရာ recommendation တွေကိုဖယ်ပြီးပြန်လာတဲ့အချိန်မှာလဲစာသုံးလုံးကပထမ3ရက်ကတော့ကုညီတယ်ဒီငွေကြေးအတွက်ကိုအာမခံရတယ်အကုန်လုံးအာမခံရတယ်3ရက်ပြည့်ပြီးရဲ့နောက်မှာအဖေကိုတောက်ကြနေညနေမှာ
ဖုန်းလာတယ်ပေါ့စာသုံးလုံးကနေပေါ့သူတို့ရုံးလာခဲ့ပါလို့ခေါ်ပြီးသူတို့ကပဲဗဟန်းစခန်းကိုအပ်လိုက်တယ်အပ်လိုက်တော့ဘာပုံမှန်နဲ့အပ်လဲဆို52စာလုံးစလိန်လို့ခေါ်မယ်နဲ့တူတယ်ခြေကျုပ်ပုံမှန်လို့ခေါ်တယ်ဒါရက်ကွက်ထဲမှာဗျာအရက်မူကြီးတောင်းချင်းတဲ့လူတို့ဘာတို့ညာတော့အဲ့လိုလူတွေကိုဗျာမတောင်းချင်းတော့ပါဘူးဆိုတဲ့ပုံစံမျိုးနဲ့တရားသူကြီးကအမိန့်ချပြီးတော့တလားတစ်ခေါက်လက်မှတ်လာထိုးရမယ်ဆိုတဲ့ပုံစံမျိုးဥပဒေအမိန့်ချရမှာခြေကျုပ်ပုံဒီဟိုဟာဒီအင်းစိန်ကြတဲ့ပုံမှန်လည်းမဟုတ်ဘူးအဲ့တော့ဟုတ်ပြီကျွန်တော်တို့ကတောက်ကြနေမှာတော့အညစ်ခံလိုက်ရတယ်ဆိုပြီးကျွန်တော်တို့အဲ့မှာမျိုးစုံကျွန်တော်တို့စူးစမ်းရတယ်ပေါ့နော်စူးစမ်းတော့ရှင်းနေတယ်လည်းပတ်မေးတယ်တိုင်းအကုန်လုံးတရားသူကြီးအကုန်လုံးမေးတဲ့အချိန်မှာအကုန်လုံးကဒါစိတ်မပူနဲ့ဘာမှမဖြစ်ဘူးတနေ့လာနေကြရင်ဟလာအမှုစစ်မယ်အမှုစစ်ပြီးပြီဆိုရင်ဒါတရားသူကြီးကအမိန့်ချမယ်ချလို့ရတဲ့အမိန့်ဒီလေငွေတန်တော့မဟုတ်ဟိုဟာပဲရှိတယ်ဒီခြေကျုပ်ဟိုပါပေါ့ခင်ဗျားဒီတလားတစ်ခေါက်ဗဟန်းစခန်းမှာခင်ဗျားရှိကြောင်းလက်မှတ်လာထိုးပေးရမယ်ဆိုတဲ့ပုံစံမျိုးပေါ့ဒါမျိုးပဲအမိန့်ချမှာအဲ့တော့ရုံးလဲထုတ်တော့အထက်အမိန့်အရာဆိုတဲ့စကားတို့သုံးတယ်ပေါ့နော်အထက်အမိန့်အရစကမ်းမှုကလည်းပြောတယ်စာသုံးလုံးကလည်းပြောတယ်ဗဟန်းစကမ်းမှုကလည်းပြောတယ်စာသုံးလုံးကလည်းပြောတယ်နော်ပြီးတော့တရားသူကြီးကလည်းပြောတယ်ပေါ့သူတို့အမှုစစ်ဆေးပေးလို့မရဘူးအကိုရယ်အဲ့တော့အမှုစစ်ဆေးပေးလို့မရအောင်ဆိုတဲ့သဘောပေါ့အဲ့တော့အမှုစစ်ဆေးပေးလို့မရအောင်ဆိုရင်ကျွန်တော်အဖေကအဲ့မှာယာနိုးနဲ့ကျွန်တော်တို့မှာစကမ်းမှုအိမ်နေလဲအကုန်သွားစကမ်းမှုလာပြီးထွက်ပေးပါသွားဆိုတော့မသွားဘူးမသွားဘဲနဲ့ဒါပုံမှန်လေးပဲပြောလိုက်မယ်ဆိုရင်ယူထားတဲ့350ကိုစကမ်းမှုကကျွန်တော်တို့အဲ့မှာဟိုဖြစ်ရတယ်ပေါ့ကွာစကမ်းမှုအဲ့မှာတို့ယူထားတဲ့350ကိုစကမ်းမှုကအထက်အမိန့်ရဘာညာဆိုတဲ့စကားပြောပြီးတော့ပြန်အမ်းလိုက်ပြန်အမ်းပြီးတော့သူမလာတော့ဥပဒေအရာဒါဟို British အစိုးရချခဲ့တဲ့ဥပဒေပါပဲဘာလဲဆိုတော့ तू ကဟိုမစစ်ရသေးတဲ့လူတွေအကုန်လုံးတရက်ခန့်နေအကုန်လုံး तू ကအင်းစိန်ပို့ရတယ်သူအင်းစိန်ပို့ရတဲ့အမိန့်နဲ့ချမချဘာလဲမဆိုင် तू ကအင်းစိန်ပို့ရတယ်ကျွန်တော်အဖေအဲ့နေမှာနေမဲ့ကျွန်တော်တို့မှာအရင်အနာဆုံးဖြစ်ပေါ့နော်ကျွန်တော်အဖေကိုအချုပ်ကားပေါ်တင်ပြီးတော့သူတို့ကအင်းစိန်ပို့လိုက်တယ်အဲ့အင်းစိန်ပို့တော့လေကဲဟုတ်ပြီဘာစကမ်းမှုကမဟုတ်ခင်ဗျားတို့ငွေမသွင်းလို့ဖြစ်တာငွေမသွင်းရင်တော့ကျွန်တော်တို့အထက်ကဒီ RK Trading and Shipping ကျွန်တော်ဖေကုမ္ပဏီငွေမကြေရင်တော့အထက်ကခင်ဗျားတို့ဒီခြေကျုပ်ပုံမှန်နဲ့ဟာယူသလိုပေါ်သလိုနဲ့ပဲအမှုစစ်ပေးမှာမဟုတ်ဘူးဆိုတော့အမိန့်မျိုးကျွန်တော်တို့ကဟိုဝင်ထားပြီးသားအဲ့တော့ခင်ဗျားတို့ငွေသွင်းပါလို့ပြောတော့ကျွန်တော်အဖေကကဲငွေသွင်းဆိုတဲ့ပုံစံမျိုးနဲ့ဟိုအင်းစိန်မှာပဲဟိုဖြစ်ပြီးတော့တကယ်လည်းနေမကောင်းတဲ့အတွက်အင်းစိန်စေးရုံမှာကျွန်တော် apply လုပ်ပြီးနေပြီးတော့စေးရုံဘက်ချမ်းပေါ့နော်နေပြီးတော့ငွေသွင်းတယ်ငွေသွင်းတဲ့အချိန်မှာလည်းပထမအဆုံးချိန်သွင်းတယ်3,300,000အောင်တော့တို့ကငွေအသွင်းခံလိုက်တယ်ထပ်ပြီးကျွန်တော်ငွေသွင်းတယ်အဖေက1.76 million လောက်ကျန်တယ်အကိုရဲ့အဲ့လောက်ပဲကျန်တယ်အဲ့ဒါအကုန်လုံးသွင်းတယ်အကုန်လုံးသွင်းတဲ့အချိန်မှာကျန်တဲ့ဝင်လာစလစ်တွေအကုန်လုံး A ဘန်းဖုန်းဆက်လာတယ်ဗဟိုဘဏ်နဲ့စာသုံးလုံးရဲ့ညွှန်ကြားချက်အရာသူတို့ဒီကျွန်တော်တို့အကောင့်တွေကိုပိတ်ထားလိုက်ပါသည်ဆိုပြီးဝင်လာတယ်ဝင်လာကျွန်တော်ကငွေသွင်းနေတာလေငွေသွင်းလို့မရတော့အဲ့လိုအချိန်မှာဘာသိရလဲတစ်ဖက်မှာကျွန်တော်တို့ငွေကြေးခွာနေဒါကတော့ကျွန်တော် sources တွေကတော့ကျွန်တော်နေရာတကာမှာရှိတာပေါ့ရှိတော့ကျွန်တော်ရဲ့ inside sources တွေကျွန်တော်အဲ့ချိန်ကတည်သွားပြီကျွန်တော်တို့ငွေကြေးခွာနေအမှုဆင်နေပြီပေါ့အကိုရဲ့ဒီလိုမျိုးတော့လုပ်လို့မရသေးဘူးမနေ့ကလိုတွေအထိတော့လုပ်လို့မရသေးဘူးစဆင်နေပြီဖြစ်တဲ့အတွက်တို့ကဒီဘက်မှာကျွန်တော်အဖေဒီပတ်စံကြေွားရင်ကျွန်တော်အဖေထွက်လို့ရမှာစိုးလို့ပတ်စံမှာတွင်းလို့မရအောင်ဒီနိုင်ငံခြားငွေလိုချင်လို့ဖြစ်နေတဲ့ပြဿနာနိုင်ငံခြားငွေပါတွင်းလို့မရအောင်အကောင့်တွေအကုန်လုံး freeze လုပ်လိုက်တယ်လောဆယ်မှာပေါ့ freeze လုပ်လိုက်တယ်အဲ့ဒါဒီအခုဒီလိုမကြေညာခင်9ရက်6ရက်9ရက်လောက်မှတယ်အဲ့ဒါတွေကအလုပ်ခံရတယ်လုပ်ခံရတော့ကျွန်တော်တို့မှာအဖေကိုပြန်တခါမှုပြောပြချက်အရာပြန်ထုတ်ချင်အဖေဒီငွေသွင်းရဒေါ်လာသွင်းရအဲ့ဒီဒေါ်လာသွင်းဖို့လုပ်တော့လေအခုဒေါ်လာသွင်းလို့မရတော့အမကန်အတနာကန်လာမျိုးစုံရေးပြီးရှောက်တော့ကြတော့လေဘယ်သူမှမပေးရှောက်ဘူးမျိုးစုံ6ကြရပေါ့အကိုရဲ့အထက်ကလာတာမလုံနဲ့ခင်ဗျာအာမကန်မျိုးနယ်မှာတင်ပြီးတော့ခရိုင်တရားသူကြီးကိုတွက်ပေးလို့ခရိုင်ကမှထပ်ပယ်တယ်ဆိုရင်တဖြည်းဖြည်းနဲ့ပို့ဆိုစတစ်ဖြစ်ပေါ့နော်စိုက်ဝါးတွေကလည်းဝင်တယ်ဝင်တော့အဖေကတော့အရန်ကြောက်သွားတယ်ဂုံတိတ်ခါတစ်ခုအကိုမေးကြည့်လို့လည်းရတယ်ကက်ပတင်ဟန်နရီခင်မောင်ဆိုတာနော်ပုံမှန်လည်းပြောရရင်အကိုဒါမေးကြည့်လို့ရတယ်ကျွန်တော်ဝေဖန်ထားရလည်းရှိပါတယ်ຫນွေဥတော်လှန်ရေးစသဖြင့်ဆိုတော့အကို background တေချာ check up လုပ်လိုက်တယ်ဆိုအကိုတို့သိလိမ့်မယ်ကျွန်တော်တို့ဘယ်အဆင့်ထိမှာဘယ်သူဘက်ကနေဘယ်လိုပါဝင်ခဲ့လဲဆိုတာမျိုးပေါ့နော်ဒါပေမဲ့အခုကဘာဖြစ်နေလဲဆိုတော့ကျွန်တော်အဖေက Hicks မြို့ကိုရောက်ခဲ့ဘူးတယ်ဒါအကိုသိမသိတော့မသိဘူးHicks မြို့ကိုရောက်ခဲ့ဘူးတဲ့အချိန်မှာဒေါအောင်ဆန်းစုကြည်အာဏာရဟောဖြစ်တဲ့အချိန်တော့ Hicks မြို့သွားတဲ့အချိန်မှာ Hicks မြို့ကိုရောက်ခဲ့ဘူးပြီးတော့ဒေါအောင်ဆန်းစုကြည်ကို support mainly လုပ်ခဲ့တဲ့လူတွေမှာကျွန်တော်အဖေပါတယ်ပါတဲ့အတွက်အခုတချို့တို့တွေကမင်းတို့အဲ့လိုပါလို့လုပ်တယ်ဆိုတဲ့ပုံစံမျိုးလည်းဖြစ်တယ်ဒါပေမဲ့ဒါအဲ့အချိန်မှာဒေါအောင်ဆန်းစုကြည်ဟိုဖြစ်နေတဲ့အချိန်မျိုးနဲ့ကျွန်တော်ဖေကလည်း he was a big supporter of ဒေါအောင်ဆန်းစုကြည်ဗျာပြောချင်တာမွေးနေ့တွေပါရတော့လုပ်ခဲ့လူတယောက်ဖြစ်တယ်ဗျာဖလဲကွန်တို့တယောက်ကိုလုံးထမင်းကျွေးလုပ်ခဲ့ဒါပေမဲ့တို့တော့အစိုးရဒီလိုမျိုး
အာဏာထိန်းသိမ်းပြီးနောက်ပိုင်းမှာတော့ကျွန်တော်တို့ဘာ politics မှာကျွန်တော်တို့အဖေဘာမှမလုပ်ခဲ့ဘူးဒါပေမဲ့အခုကကောလာဟာလာတွေကဒီဟာကြောင့်ဖြစ်တယ်ဆိုတဲ့ဟာမျိုးတွေကလည်းဖတ်နေကြတယ်အခုလည်း comment အောက်တွေမှာတချို့အောက်တွေမှာအခုတွေ့မှာပါတချို့အစ္စလမ်ဘာသာဝင်တွေကတော့ကျွန်တော်အဖေကိုမုန်းတာပေါ့ဗျာသူတို့ဒီရိုဟင်ဂျာဟိုဖြစ်တော့အဲ့လိုဆိုတော့ဒါဖြစ်ပါလေဆူတောင်းနေတယ် negativity part of the Rohingya Muslim groups ကလည်းရှိတယ်အောင်ဆန်းစုကြည်ကိုကျွန်တော်အဖေသွားပြီးတော့ support ပေးခဲ့လို့ပေါ့အဲ့လိုမျိုးဆိုတော့အကူကအဲ့လိုကနေထားတော့အဲ့လိုဒုလောဖြစ်နေတော့အဖေကအားငယ်ရင်းနဲ့အခုကဂျုံချင်း၄ချင်းပြောင်းသွားပြီလုံးဝမစစ်ဘူးဂျုံချင်းတစ်ခုပေးနေတယ်တရားလို့မလားပြောတယ်ပြောပြီးမနေ့တနေ့ကငွေကြေးခွာကတ်တယ်ငွေကြေးခွာကတ်ပြီးတော့အခုကြောင့်ပို့ပြီးအမှုကကြီးသွားတယ်ပေါ့အဲ့တော့ငွေကြေးခွာကတ်ပြီးတော့အကိုတို့ဟိုတင်လိုက်တဲ့ပုံလေးရှိတယ်ပုံလေးရှိတယ်ပေါ့အဲ့ပုံလေးမှာပါလာတဲ့အကောင်လေးအကောင်လေးကိုအခုလက်ရှိမှာဟောဖြစ်သွားပြီဟမ်ပေါ့နော်အဲ့ကောင်လေးတင်ញမာနေတဲ့ကောင်လေးအဲ့ကောင်လေးဆိုကျွန်တော် driver ပုံစံမျိုးလောက်ပဲကျွန်တော်ဘာမှလည်းမသိဘူးဘာမှလည်းဟိုပေါင်ပတ်သက်တဲ့လူမျိုးမဟုတ်ဘူးဒါပေမဲ့ဓာတ်ပုံတော့ရိုက်ချင်တာပေါ့ဗျာတည်ရမလားကိုယ်အေးနေဝင်လို့ပေါ့ကိုယ်နေဝင်လို့ပါတော့တင်ဓာတ်ပုံရိုက်ချင်တဲ့ကောင်လေးအဲ့ကောင်လေးကိုမင်းညာဖန်စီထိမ့်လိုက်ပြီအဲ့လိုပေါ့အဲ့လိုမျိုးအခုသူတို့ကလိုက်လုံနေတယ်ဒါတွေကဒါဘလို့တရားဝင်လဲတော့ကျွန်တော်လည်းမသိစစ်တပ်ကလုတ်တယ်ဆိုတာထက်ပေါ့နော်ကျွန်တော်အားလုံးသိထားတာစစ်တပ်လို့ပြောလိုက်ရင်ဒီကျွန်တော်ရဲ့စစ်တပ်ရှိမယ်နော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရှိမယ်နော်ကျွန်တော်မေးချင်တယ်မေးပါသူတို့တွေရဲ့အထက်မှာဒီလူတွေရှိနေလားပေါ့ကျွန်တော်အခုနပြောတဲ့နာမည်နဲ့လူတွေပေါ့နော်ရွှေပိုင်းမှုတိန်ဝင်းစော်တို့ဒီရွှေမဲဦးထွန်းလွင်တို့ဦးမင်းကိုဦးတို့ပိုင် family ကကိုစိုးပိုင်တို့ CB bank ပိုင်ရှင်တို့စသဖြင့်ပေါ့ခရိုနီတွေအကုန်လုံးကကျွန်တော်ထင်တယ်လို့သူတို့ဒီပုံမှန်နဲ့ဒီစစ်တပ်ရဲ့ above မှာများရှိနေလားဘာလို့အခုလုံနေတဲ့အရာတွေအကုန်လုံးကဟိုအတိတ်ပဲအခုနပြောသူကျွန်တော်တယောက်တည်း target လုပ်ထားရဆိုကျွန်တော်အသင်းဥက္ကဋ္ဌကိုဝေဖန်ခဲ့တယ်ဝေဖန်တာပေါ့ဝေဖန်မပြောပါဘူးကျွန်တော်မငင်းပါဘူးပို့လို့ပတ်သက်ဝေဖန်ခဲ့တာပေါ့ကျွန်တော်နဲ့ကျွန်တော်အဖေနဲ့ဟိုမီတင်တစ်ခုမှာကျွန်တော်တို့ကနိုင်ငံခြားဝင်ငွေတွေခိုးပြီးပြေးပြီးလို့ဦးထုံးလင်ပြောမှာတော့ကျွန်တော်ကဘာမှမဝေဖန်ကြဘူးဖြစ်ကျွန်တော်ကပုံမှန်လင်းဒီ system ကိုလည်းဝေဖန်ခဲ့တယ်2100ပြောင်းပေးပါဆိုတာကျွန်တော်တောင်းဆိုခဲ့တဲ့အရာကြီးအခွန်တွေကိုတင်လိုက်ပါနှစ်ရာခိုင်နှုန်းအစား prepaid အခွန်10% တင်လိုက်ပါမျှတဖြစ်အောင် exporter တွေအကုန်လုံးမျှတဖြစ်အောင်လုပ်ပေးပါလို့ပြောခဲ့တဲ့ကျွန်တော် revolutionalist ထဲမှာစီးပွားရေး revolutionalist ထဲမှာကျွန်တော်ပါတယ်ပါတော့အဲ့ဓာတွေရှိတာပေါ့သူတို့ကဓာတွေဖွင့်ပေးလိုက်ရင်သူတို့ဟိုမှာသူတို့ RDK ကပိတ်သွားမှာအခုနားလည်အောင်ပြောရရင်သူတို့မှာ import license ရှိတယ်ဒီလူတွေမှာတက်စီသွင်းဖို့တို့မြေဩဇာသွင်းဖို့တို့ဒီကောင်မြန်မာ over သူတို့မှာ import license ရှိဒီ import license တွေအကုန်လုံးသူတို့ကအစိုးရကသူတို့ရောင်းနေတဲ့ဈေးနဲ့ကျွန်တော်ပြည်သူတွေသူတို့ပြန်ရောင်းနေတာအဲ့အတွက်သူတို့မှာ margin gap ရှိတဲ့အတွက်သူတို့ဒီအိန္ဒိယဝယ်တဲ့ဈေးကိုသူတို့ကကျွန်တော်နဲ့အပြိုင်လိုက်ရောင်းလို့ရသူတို့ရတဲ့ဈေးကဒေါ်လာအခုကျွန်တော်ရှင်းပြသလိုပဲကျွန်တော်တို့ကရတဲ့ earning ဈေးက3580 3600ဆိုရင်သူတို့ကကျတော့ခုနေခွင့်ပါမစ်ရှိတဲ့အတွက်ဗိုလ်ချုပ်ညိုစောကိုအိတ်ကတ်ထဲထည့်ထားတဲ့အတွက်ပုံမှန်လင်းပြောရရင်ပါမစ်တွေရအဲ့ဒီပါမစ်တွေရရတဲ့သူတို့ကခုနေခွင့်ရှိရတယ်သူတို့ကကျတော့ဒေါ်လာကို4000လောက်ရဆိုတော့အဲ့ဒီ unfairness ကြီးကကျွန်တော်တို့ trade ကြီးမှာရှိနေတာအဲ့အတွက်ဒီ importer တွေက export လာလုပ်တာအရင်တော့ဒီ importer တွေက export လည်းမလုပ်တတ်ဘူးကျွန်တော်တို့ဒီ exporter တိတဲ့ကျွန်တော်ဝယ်တယ်ဈေးတန်းရောင်းတယ်အခုကကျတော့ဒီအခုနပြောတဲ့ cronies တွေကသူတို့က import license ရှိတယ်သူတို့လက်ထဲမှာဒေါ်လာမရှိရတဲ့အတွက်သူတို့က export ဝင်လုပ်ရတယ်သူတို့ကဈေးတွေရှုံအောင်စသဖြင့်ပေါ့ကွာဒီလိုပြဿနာတွေဖြစ်ပေါ်လာတယ်မှာကျွန်တော်ကဘာလုပ်လဲဆိုတော့ကျွန်တော်ကကံကောင်းစွာနဲ့ကျွန်တော်ကဟိုအစတည်းကကျွန်တော်က I finished my degree with economics ဆိုတော့ကျွန်တော်ဒါမျိုးဖြစ်ရင်ဒေါ်လာဈေးပို့လို့ပတ်သက်တက်မယ်တွေပါတယ်ကျွန်တော်မှန်စားမှုတွေအကုန်လုံးမှန်တယ်အော်ဒေါ်လာဈေးတက်တယ်ဆိုရင် export item ဖြစ်တဲ့ပဲပြောင်းဆန်စသဖြင့်အရာအကုန်လုံးလိုက်တက်တဲ့အချိန်မှာပဲဒီ main export item ဖြစ်တဲ့အတွက်ဆန်တော်မှအဲ့လောက်တက်ချင်မှတက်မှာပြည်သူစားသုံးတဲ့အတွက်ပဲဒီ main export တက်မယ်ဆိုရင်ဟာယူဆချက်ပေါ်မှာကျွန်တော်မှန်ပြီးတော့ကျွန်တော်ကအကိုရဒေါ်လာကို9တန်းလောက်2020ဟိုလောက်မှာမြတ်ခဲ့တယ်ပေါ့ဗျာ9တန်းနဲ့9တန်းကျော်လောက်ကျွန်တော်မြတ်ခဲ့တယ်ဒီပဲဈေးအတက်မှာပေါ့မြတ်ခဲ့တော့ရှုံးတဲ့ပါတီကကြတော့ကျွန်တော်ရှုံးတဲ့အရှုံးနေမယ်ရှုံးတာမဟုတ်ဘူးသူတို့ကနိုင်ငံတော်ကလေကျွန်တော်မြတ်တာ9တန်းဆိုလေသမားတွေမြတ်တာအခုတန်း900လောက်ရှိမှာပေါ့ပြောချင်တာတဘောကအဲ့တော့သူတို့ကဒီလေသမားတွေကိုဈေးကောင်းပေးပြီးဝယ်ပြီးတော့အိန္ဒိယကိုဖဲတွေပြန်အထူးသဖြင့်အဲ့ကိုစိုးပိုင်ဆိုတဲ့လူဆိုရင်အကိုလေးလာချင်းပိုင် family ကိုအကိုလေးလာချင်းတိလိမ့်မယ်2020နှစ်23လောက်မှာသူ့ကုမ္ပဏီတောင် blacklist အကြေညာခံထားလို့ကိုစိုးပိုင်ဒူဘိုင်းမှာရှောင်နေရတဘောဒါပေမဲ့သူဒီ
ကုန်တယ်ဝင်ကြီးဌာနဝင်ကြီးတွေအကုန်လုံးအဲ့ကတ်ထဲကိုထည့်ထားပြီးသားသူကိစ္စတစ်ခုမှညှက်သွားလို့မကြင်ညာလို့မရလို့ကြင်ညာလိုက်ရတာဗျာသဘောကအဲ့တော့ထည့်ထားပြီးတော့သူတစ်နှစ်ခွဲနှစ်နှစ်လောက်ဒုဘိုင်းမှာနေပြီးတော့ရအောင်သူဝင်ကြီးဌာနနဲ့သူပေါင်းပြီးတော့ရှင်းပြီးတော့သူပြန်လာခဲ့နိုင်တယ်ပေါ့ဗျာကျွန်တော်ကကြောက်အဲ့လိုမျိုးအဆက်အသွယ်လည်းမရှိဘူးဘာလို့လဲကျွန်တော်တို့ဖြီကိုဝင်လာတဲ့ဒေါ်လာတွေကဟိုတကယ်ကို legitimate agricultural product ကိုရောင်းပြီးရလာတဲ့ဒေါ်လာတွေဖြစ်တဲ့အရန်တန့်တဲ့ဒေါ်လာတွေအဲ့တော့အဲ့ဒေါ်လာတွေဖြစ်တဲ့ဝင်လာတဲ့ company တွေကလည်း Tata တို့ Swiss Singapore တို့တကယ် India billion dollar franchise company တွေ internationally မှာဟို Tata company ဆိုအဲ့လိုမျိုး company တွေကဝင်လာတဲ့ပတ်စံဖြစ်တဲ့တန့်အဲ့အတွက်သူတို့ပြောတဲ့ account တွေကိုအခုလွှဲခိုင်းတယ်အခုဆိုကျွန်တော်ပြဿနာတက်နေကျွန်တော်ရဲ့ one of the Singapore company ကျွန်တော်နဲ့အတူတူလုပ်နေတဲ့ company တွေအကုန်လုံးက Singapore company တချို့ကအားတွေသူတို့လွှဲခိုင်းတဲ့ဒီကိုစိန်ဝင်းပေါ့အခုနကျွန်တော်ပြန်လာမယ်အဲ့ဒါကိုစိန်ဝင်းဆိုတဲ့ Greenhouse Pension Director ပေါ့သူနဲ့ကျွန်တော်ဒေါ်လာကိုကျွန်တော်ဒေါ်လာ 80% လောက်ကသူ့ကိုရောက်အောင်တာပေါ့ဗျာသူကကျွန်တော်ဗမာငွေချပေးသူကကျွန်တော်ပြန်ပြီးညီလေးဒီ account တော့ဒီလောက်လွှဲလိုက်ညီလေးဒီ account တော့ဒီလောက်လွှဲလိုက်ညီလေးဒီ account တော့ဒီလောက်လွှဲလိုက်ဆိုပြီးတော့လွှဲခိုင်းတာအကုန်လုံးကသူကပုံနေပြောရင်တက်ကလွှဲရမယ်ဟွာတွေပေါ့ဒီ bank transfer တွေပေါ့အဲ့ဒါသူကိုယ်တိုင်လည်းကျွန်တော်ပြောခဲ့တာညီလေးရဲ့ငါအဲ့လောက်ဒေါ်လာအများကြီးမင်းရှိရဝယ်နေတယ်ဆိုတာဟိုတမျိုးမထင်နဲ့သူလည်းကြောက်တာပေါ့ဗျာဒေါ်လာရောဖြစ်တယ်ငါတက်က permission ရပြီသားတက်ကိုငါဒေါ်လာ supply ရတယ်ဟိုကြည်ရန်နေကြည်စံနေဒီလက်နဲ့တွင်းတဲ့ permit တွေရထားတယ်ဆိုပြီးကျွန်တော်ဟိုပြထားတာကိုရှိပြီးသားဒါကိုစိန်ဝင်း green house ဆိုတာအကိုတို့လေ့လာကြည့်ဖော်ချလိုက်တာအကိုတို့ကျွန်တော်တော့ဖော်နိုင်တာပဲအဲ့တော့အကုန်ပေါ်လာမှာပါအဲ့တော့အဲ့လိုဆိုသူနဲ့ကျွန်တော်နဲ့အဲ့လိုအပေးယူလုပ်ပြီးတော့ကျွန်တော်သူ့ရှက်ဗမာငွေရရင်ကျွန်တော်လယ်သမားတွေကိုရသမျှပတ်စံအကုန်လုံးလယ်သမားတွေကိုပေးတယ်ပေးပြီးကျွန်တော်ပဲတွေပြန်ဝယ်တယ်အဲ့လိုဝယ်ရင်နဲ့ကျွန်တော်ကအခုကျွန်တော်ပြောသလိုကျွန်တော်ရေးထားသလိုကျွန်တော်တို့ UOB ban sanction လုပ်လိုက်တယ်မြန်မာငွေအန်ပြန်သွင်းခွင့်မရှိတော့အရင်တော့ကျွန်တော်လက်ထဲမှာပဲကင်ထားတော့အကိုကပြန်ရောင်းရဲတယ်ဟို importer တွေနဲ့ပြန်ရောင်းလဲမြတ်တယ်ဘာလို့လဲကျွန်တော်တကယ်ပဲရှိတာအဲ့တော့မြတ်တယ်မြတ်တော့ကျွန်တော်ကအောင်ဝင်သေးတယ်ကျွန်တော်တို့ပိတ်လိုက်ကော UOB ကပိတ်လိုက်ကောကျွန်တော်ကအဝေးပဲယူရတာပတ်စံနေရအဝေးဆိုတာအားလုံးနားလည်အောင်ပြောရင်စင်ကာပူမှာပဲပြန်လွှဲပြီးတော့ကျွန်တော်ဗမာငွေမှာကြက်ငွေယူရတယ်ကျွန်တော်ဗမာငွေမှာကြက်ငွေပြန်ပေးတာကြောင့်ဒီစိန်ဝင်းလေးခေါ်ကိုစိန်ဝင်းပေါ့ Green House ရဲ့ managing director ပေါ့ one of the directors of Green House ပေါ့လက်ရှိတော့နေပြီးတော့မှ resign လုပ်တယ်ကြားတယ်ဒီစစ်တပ်အတိုင်းဝိုင်းနဲ့လည်းတော်တော်ရင်းနှီးသူတူပေါ့ဗျာထားတော့သူ့ကိုကျွန်တော် supply လုပ်တယ် supply တော့သူကကျွန်တော်ကိုဗမာငွေတွေချပေးဒါလည်းကျွန်တော် guilty conscience နဲ့ပဲယူနေရတာအခုမယူလို့လည်းမရဘူးကျွန်တော်မယူဘူးဆိုကျွန်တော်ဒီလေသမားတွေကိုကျွန်တော်ငွေမရှင်းနိုင်ဘူးဆိုကျွန်တော်လေသမားတွေငတ်သွားလိမ့်မယ်အဲ့တော့ကျွန်တော်မလုပ်လို့လည်းမရဘူးအဲ့တော့ကျွန်တော်လုပ်ရတယ်ပတ်သက်ရတယ်အဲ့တော့လုပ်တယ်လုပ်ပြီးကျွန်တော်တို့ပေးနေဒီလိုဒေါ်လာအမောင့်နေအခုနကျွန်တော်ပြောတဲ့28 million spread ဟာကြီးဖြစ်လာတယ်ပေါ့ဖြစ်လာတဲ့အချိန်မှာကျွန်တော်ကုမ္ပဏီကိုစပြီးတော့ကျွန်တော်မှ license ရှိသေးတယ် license ရှိသေးတယ်အချိန်လဲကြံနေတဲ့အချိန်မှာအဲ့ကိုစိုးပိုင်တို့ဘာတို့ရဲ့ pressure အရာဘာလို့ဆိုကျွန်တော်ထပ်တင်နေရင်ဘဲစီကထပ်တက်မှာပေါ့ကိုရယ်ဘဲစီထပ်တက်ရင်တို့ထပ်ရှုံးမှာဆိုတို့ကညဉ့်ချိုင်းမှုချုပ်ကိုပုံဝင်လင်းပြောရင်ကုန်တယ်ကုသညဉ့်ချိုင်းမှုချုပ်ကိုပြောပြီးတော့ကျွန်တော် license အကုန်လုံးပိတ်သိမ်းလိုက်ပိတ်သိမ်းပြီးပါတက်ကတော့ပြန်ဖွင့်ပေးမယ်ပြောတယ် license ပြန်မပေးတော့ဘူးတဲ့ဟာပါတက်ကပြန်တပတ်ပြန်ဖွင့်ပေးမယ် license ပြန်မပေးဘူးဆိုရင်ကျွန်တော်အဆင်မပြေတော့ဘူးဆိုရင်အဲ့မှာကျွန်တော်ရဲ့ export လုပ်ငန်းကြီးတစ်ခုလုံးရပ်သွားတယ်ကျွန်တော်20ကျော်အကျွေးကြံနဲ့ရပ်သွားတယ်ဗောဗျာဒီမဟာနေ international ကရပ်သွားတော့ကျွန်တော် export မလုပ်တော့ဒါပေမဲ့လက်ထဲမှာအခုနပြောပဲတွေရှိသေးတယ်ဒီပဲတွေကဘယ်သူလိုလဲဆိုတော့ကျွန်တော် heyday ပိုင်ရှင်ထက်ခိုင်ဝင်းဆိုတာအခုကြားဖို့မှာပါ heyday ပိုင်ရှင်ကျွန်တော်တကယ်ချင်းအရင်ကြီးပါပဲနော်သူကနေပြီးတော့ကျွန်တော်ရှီကနေဘာလုပ်ပေးလဲဆိုတော့ချစ်ဖို့ကောင်းပါသူကကျွန်တော်ရှီကနေမတ်ပဲတွေအကုန်လုံးပြန်ဝယ်ပေးနေတော့ကျွန်တော်တတ်တာဟိုမှာ license ပိတ်ပြီးတတ်တဲ့အချိန်မှာလဲထက်ခိုင်ဝင်းကနေပြီးသူ့အတွက်ကလိုတာဟိုတန်းအခုတရက်ကိုကျွန်တော်ရောင်းပေးနေတာတရက်ကိုသိန်းကို9000တသိန်းမို့ရောင်းတာကျွန်တော်ရောင်းတာအဲ့တော့အတိတ်ပဲတရက်တန်3-5တောင်ရောင်းနေတာကျွန်တော်ဒါပေမဲ့ local ပတ်စံဖြစ်သွားပြီကျွန်တော်ကုမ္ပဏီပိတ်ထားလုပ်လို့မရတော့ export ကအဲ့လိုရောင်းရင်နဲ့လေကျွန်တော်တို့ရိုက်လို့မရမသိဘူးပေါ့ဗျာကျွန်တော်စကားနဲ့ပြောအဲ့တော့ကျွန်တော်ထက်ခိုင်ဝင်ကျွန်တော်ရောင်းပြီးရတဲ့ပတ်စံနဲ့ချက်ချင်းပဲပြန်ဝင်တယ်အဲ့တော့ပဲစီကတက်တို့ရဲ့အစီအစဉ်မအောင်မြင်လိုက်ဘူးပေါ့နော်မအောင်မြင်လိုက်တော့တခါကျွန်တော်ကဘာကြောက်လာလဲဆိုဒီ28တန်းကိုကျွန်တော်ကဒေါ်လာ4တာ9000နဲ့8000နဲ့ဖြစ်သွားလို့မပေးနိုင်ကျွန်တော်ပြဿနာရှိတော့ကျွန်တော်ဘာလုပ်လဲဆိုတော့အဲ့ဇော်မင်းတန်းခေါ်ဇော်လေးဆိုတဲ့ကောင်ကျွန်တော်မှရှိနေမြပတ်စံအကုန်လုံးတော့ပေးပြီးတော့မပဲတန်ချိန်စုစုပေါင်းတန်ချိန်2200ဝယ်ထားတယ်အခုကျွန်တော်ပြီးရင် excel sheet နဲ့ကျွန်တော်အကုန်ပို့ပေးမယ် date တွေအကုန်အတိအကျရှိတယ်ကျွန်တော်အတိုးကအစဘလောက်သိန်းကြီးပေါင်း3သိန်းခွဲပေးထားရတာအကုန်ရှိတယ်အဲ့မှာဒီကောင်ဘာလုပ်လိုက်လဲဆိုကျွန်တော်ပေးထားတဲ့ပတ်စံတွေရောအတိုးတွေရောအကုန်လုံးဝိုက်ပြီးတော့မပဲလေး43သိန်းဖြစ်တဲ့အချိန်မှာအကိုတွက်ကြည့်လိုက်ကျွန်တော်ဝယ်ထားတာဒီ26သိန်း
မပဲသေး40သိန်းခွဲဖြစ်တဲ့အချိန်မှာ2023နဲ့2024ပေါ့ဗျာအဲ့အတွင်းမှာမပဲသေးက40သိန်းခွဲထိဖြစ်သွားတယ်ဖြစ်သွားတဲ့အချိန်မှာကိုစောစောလေးကိုစောမင်းတန်လက်ရှိအင်အားလမ်းမှာနေကျွန်တော်ဒီ details တွေတော့အခုကျွန်တော်ပြင် message ကနေပို့ပေးမယ်ပေါ့နော်အခုကျွန်တော် ਨੇ ဒီဝင်းတော်ဝင်ကိစ္စတွေဒီကြော်ကိစ္စတွေပါလာတယ်ဆိုတာဘာလို့လဲဆိုတော့ဒီကောင်ကျွန်တော်ကိုအဲ့မှာဒေါ်လာ9တန်းကျော်လောက်ကိုကျွန်တော်မပေးဘဲနဲ့လိန်သွားတယ်ချိန်တဲ့အချိန်မှာကျွန်တော်အခုတို့ဦးနာကျွန်တော်မြောက်ရီမှာ mention လုပ်တဲ့ group တွေထဲမှာကျွန်တော်ပြောတယ်ဟဲ့အောင်စလစ်တွေနဲ့ပြောတယ်အတန်ဖိုင်တွေရှိတယ်အကုန်ရှိတယ်ကျွန်တော်မှာအကုန်စလစ်ရှိတယ်ဘန်စလစ်တွေအကုန်ရှိတယ်ကွာတက်တယ်အဲကြောင့်မို့အခုတို့အခုကျွန်တော်စစ်တပ်ကဝင်စစ်တယ်ဆိုလဲကျွန်တော်တို့ကမကြောက်ဘူးဆိုတော့ကျွန်တော်အနေနဲ့တော့ I'm not going to go back ဒါပေမဲ့ကျွန်တော်မိသားစုအနေနဲ့တော့ဒီပတ်စံတွေအကုန်လုံးလည်းပြန်ပေးမယ်ပေးပြီးရင်ကျွန်တော်တို့ဒီဘာမှနိုင်ငံရေးဘာမှမလုပ်ထားဘူးဘာဟောမဖြစ်ဘူးဆိုတာတေချာတာတို့စစ်ပါစစ်ပြီးပြီဆိုရင်ကျွန်တော်အနေနဲ့ပတ်စံပြန်ပေးမယ်ကျွန်တော်ကတော့ပြန်သွားမှာမဟုတ်တော့ဘူး because I'm coming on your media ဗျာကျွန်တော်ကလည်း I'm already a target ဖြစ်သွားပြီဆိုတော့ကျွန်တော်တော့ပြန်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့အခုကတို့ကျွန်တော် tackle လုံးမဲ့နီလန်းရှာနေတာပေါ့ရှာနေတော့ဘလို့မှကျွန်တော်ရှာမတွေ့တော့အခုတို့မီဒီယာပေါ့ကျွန်တော်တက်လာပြီးတော့ဒါပြောရတဲ့အဆင့်ထိရောက်တာပေါ့နော်အဲ့မှာသတင်းမှားတွေဘာတွေရှိလဲဆိုတော့ဒီတော်တော်လေးလိန်နေဆိုတော့ပြောင်းပဲနန်းတဲ့ဥက္ကဋ္ဌလည်းတည်တယ်ဒီကုန်စည်တိုင်းဥက္ကဋ္ဌလည်းတည်တယ်ပဲလုတ်တဲ့လူပုံတဲ့အကုန်လုံးအကိုတို့မေးကြည့်လိုက်အကိုတို့သတင်းတက်လာတာပဲအဲ့အကိုတို့သတင်းပေးရလူလည်းမေးကြည့်လိုက်ဟုတ်လားမဟုတ်လား recording တက်တယ်မရှိလားရှိလားမေးအဲ့တော့အဲ့ဒါတည်နေကျွန်တော်မရှင်းပေးဘူးအဘဲကြောင့်ဆိုတော့ကျွန်တော်လက်တဲ့ဒေါ်လာ9တန်းရောက်သွားကျွန်တော်အစိုးရပေးရမှာ2တန်းကျော်ပဲရှိတာအကိုရဲ့4တန်းကျော်ကျွန်တော်ပတ်စံကြံနေတယ်ကျွန်တော်ပြောချင်တာကျွန်တော်ရောင်းသားမဟုတ်ဘူးကျွန်တော်ရှိတယ်တော့အဲ့ပတ်စံရှိသေးတယ်အဲ့လေအဲ့ဒါလေ legitimately မြတ်ထားတဲ့ပတ်စံနေရှိတယ်အခွန်ဆောင်ပြီးမြတ်တဲ့ပတ်စံနေပြောချင်တာအဲ့တော့ကျွန်တော်ဘာနဲ့ကျွန်တော်ရှိတော့ဒီကောင်ကိုကျွန်တော်အဲ့ပတ်စံ4တန်းပေးရင်ကျွန်တော်4တန်းရင်းပြီးတခါကျွန်တော်10တန်း15တန်းတန်း20တန်း30ကိုကျွန်တော်ထပ်ဝင်ကျွန်တော်ထိမနိုင်ပါဆိုလို့ဆိုပြီးတော့စောစောလေးကိုလည်းကျွန်တော်ပတ်စံမလျော်ခိုင်းတဲ့သဘောတရားရောက်ပြီးတော့နောက်စောစောလေးကဘာဖြစ်လဲဆိုတော့မင်း group ပေါ်တက်ပြီးတော့ငါ့ကိုအချက်ခွဲလို့မင်းကမပေးဘူးကွာဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်လှန်ပြတာပေါ့ဗျာလှန်ပြကျွန်တော်ပထမအဆုံးအချိန်ပုံကြီးတောင်းခဲ့တာဗိုလ်ချုပ်အောင်ကျော်အခုဒုပြည်ရေးဝန်ကြီးဖြစ်နေတယ်ဗိုလ်ချုပ်အောင်ကျော်ကိုကျွန်တော်အကူကြီးတောင်းတယ်ဘယ်သူအကူကြီးနဲ့လဲဆို KNU က Salty ဆိုတဲ့ KNU ကကျွန်တော်တို့ဒီအရင်တော့ဒီရန်ကုန်မှာထားတဲ့ဟောပေါ့နော်အရာရှိတယောက်ပေါ့သူကနေပြီးတော့ဗိုလ်ချုပ်အောင်ကျော်နဲ့သူကဒီအရင်တော့စစ်တပ်ကခိုင်းတဲ့အလုပ်တွေအကုန်လုံးဒီသူလိုက်လုပ်ပေးတာအခုသိပါတယ်ဗိုလ်ချုပ်အောင်ကျော်ပြည်ရေးလူဝန်ကြီးလက်ရှိသူ့ကိုကျွန်တော်ကအဲ့တော့သိန်း900ကတော့ပြီးတော့သူ့ကိုခေါ်ပြီးစစ်ပေးပါကျွန်တော်မှန်တယ်ကျွန်တော်ဒီပတ်စံပေးပြီးကျွန်တော်ပြန်လာလို့ရပြီကျွန်တော်စစ်ပေးပါလို့အကူကြီးတောင်းတဲ့အချိန်မှာလဲသူတို့ကခေါ်တယ်ကြားတယ်ခေါ်တယ်လို့ကြားတယ်ဒါပေမဲ့တကယ်စစ်ဆေးတာမရှိဘဲနဲ့ကျွန်တော်ထင်ကြည့်ရတာဒီကောင်ရှာပဲဘာညာအတကယ်ယူပြီးတော့ပေါ့ဗျာပြီးတော့ကိုရဲ့ကျွန်တော်ပြောအမောင့်ဆိုတာတင်းကြီးပေါင်း3သိန်းခွဲရှိတယ်တောင်းအုံနောက်နဲ့ comprehend မလုပ်နိုင်ဘူးအဲ့တော့ဘိုးရောအောင်ကျော်ဆိုတာရန်ကုန်တိုင်းရဲ့အကြီးဆုံးအနေထားလောက်နဲ့တင်းကြီး3သိန်းခွဲကိုဗျာဟိုကောင်ခေါ်မေးလေဟာဟိုကောင်ရှောက်ပြောလိုက်တာဟိုကောင်ပြောတာယုံပြီးတော့ပြောနေတာအခုတောင်းလူစဉ်းစားကြည့်လေတင်းကြီး3သိန်းခွဲအကိုရဲ့ဘယ်သူက comprehend လုပ်နိုင်မလဲဒီလိုလိမ်လည်မှုကဒါအကြီးဆုံးလိမ်လည်မှုပဲအဲ့တော့ကျွန်တော်ဗိုလ်ချုပ်အောင်ကျော်ကျွန်တော်အဲ့မှာ900 600နဲ့ကျွန်တော်စုစုပေါင်း3500လောက်ကုန်တယ်အေးမဖြစ်လာတော့ကျွန်တော်အဲ့နဲ့ကျွန်တော်တခြားနီးလန်းနေကျွန်တော်ကြိုးစားစစ်ကြောရေးကိုစစ်ကြောမဖြစ်လာတဲ့နောက်ဆုံးကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်ဒီ PK driver ပေါ့လက်ရှိနေအဲ့ driver ကျွန်တော်တကယ်ချင်းပါသူ့ရဲ့ရောက်ခမရောက်ကတိရဟိုပါပေါ့ကျင်းမနိုင်ဟာဒီလူမိုက်ပေါ့နော်90ရလူမိုက်ကြောလို့ပေါ့နော်သူတနက်ပြမှုတနက်ဖမ်းမှုနဲ့ဝင်ပြန်ထွက်လာဆိုတော့သူသမီးကကျွန်တော်တင်လိုက်တယ်မြန်မာနိုင်ငံမှာ9%လောက်အလင်ခံတာတော့မှငါမရအောင်ဆိုသူသမီးကကျွန်တော်လာ contact လုပ်ပြီးတော့သူ့အဖေနဲ့ဆက်သွယ်လိုက်ဆိုလို့တော့သူ့အဖေကအမှကျွန်တော်300တောင်းသူစစ်တပ်ကလူတွေလည်းကတော့ရမယ်ဘာညာပေါ့ဗျာဆိုပေးလိုက်ကျွန်တော်လည်းပေးလိုက်တော့တကယ်လဲသူတက်တွေ့ရပြောပါတယ်တွေ့ရလူတွေတွေ့ရသူဘာညာပြောတယ်ပြီးလဲပြီးတော့သူကလည်းကျွန်တော်အဲ့လိုပဲဒီကောင်အင်ရှိသွားပြီးတော့ကျွန်တော်ပြောချင်တာကျွန်တော်ခဏလေးပဲစကားပြောဖို့ပဲခေါ်ပြီးဟိုလိုပြန်ပေးဆွဲခိုင်းတာမခေါ်ပြီးကျွန်တော် record လုပ်ပြီးခေါ်ပြီးအဲ့ဒါပြောပြီးရတယ်ရဲပါတန်းခေါ်မှာကျွန်တော်တို့ကဒီကောင်ခိုးတယ်ဆိုတာဒီကောင်ဝန်ခံထားပြီဆိုတာနဲ့ကျွန်တော်ရဲပါတန်းခေါ်မှာအကုန်လုံးခေါ်မှာကျွန်တော်စရင်ခေါ်မှာအဓိကတွေ့ဖို့အတွက်ကိုလုပ်ပေးပါလို့ပြောပြီးတော့ဟောသူတို့လည်းမလုပ်ပေးနိုင်အဲ့နဲ့ကျွန်တော်ထားလိုက်သေးတယ်ဒါ300ပဲโอเคပြဿနာမရှိသေးဘူးအဲ့နဲ့ကျွန်တော်တခါဒီကြားမှာကျွန်တော်ရန်ကုန်ကျွန်တော်မရရင်ကိုနောက်ဆုံးလုပ်မယ်ပေါ့ဗျာအချမ်းကအချိန်ကနီးလာပြီကျွန်တော်ရန်ကုန်ပြန်လာအောက်လန်းကနေပေါ့အောက်လန်းကနေကျွန်တော်ရန်ကုန်ပြန်လာတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ကျန်းနေပါတယ်အကိုသိပါတယ်လမ်းနေတာတော့ကျန်းနေပြန်လာတဲ့အချိန်မှာကျွန်တော်အဲ့မှာဝတ်ထုံဝင်ကြောက်ဝိုင်းအောင်ရောက်သွားတယ်
ဝန်တော်ဝင်ကြောင်းအောင်ရောက်သွားအဲ့ချိန်မှာဝန်တော်ဝင်ကပြူစောတီဆိုပြီးတော့နာမည်ကြီးနေတဲ့အချိန်ပေါ့နော်ဘာလဲပြူပေါ့အားလုံးကလည်းဝန်တော်ဝင်ဆရာကြီးပဲပေါ့ဗျာရောက်သွားတော့ဝန်တော်ဝင်နဲ့တွေ့တဲ့အချိန်မှာဝန်တော်ဝင်ကျွန်တော်အလိန်ခဏကျွန်တော်မှားတယ်ဆိုရင်ကျွန်တော်တတ်ပလိုက်ကျွန်တော်လည်းရှိတယ်ရန်ကုန်မှာလုပ်ပေးပါဆိုတော့အဲ့မှာဝန်တော်ဝင်နဲ့စကားတွေပြောပြီးဝန်တော်ဝင်ကျွန်တော်ပြန်သွားတော့ကျွန်တော်3000တောင်း3000တောင်းပြီးတော့အဲ့မှာထူးဆန်းတာဘာဖြစ်လဲဆို3000တောင်းတဲ့အချိန်မှာဝန်တော်ဝင်နဲ့ကျွန်တော်နဲ့ကိုချိတ်ပေးတာကိုယုံလေးဗျာကိုယုံလေးပေါ့နော်ယုံလေးကချိတ်ပေးပြီးကိုယုံလေးကအဲ့မှာဘာပြောလဲဆိုတော့မင်းတို့ဒီတိုင်းဒီလိုမျိုးတက်ကောက်လို့တော့တောင်းခေါ်မလို့တော့မရဘူးအဲ့တော့စစ်တပ်ကိုအကူအညီတောင်းမှပဲရမယ်အဲ့တော့ငါစစ်တိုင်းမှုနဲ့ appointment လုပ်ပေးမယ်စစ်တိုင်းမှု400 500လောက်တော့ခါရမယ်ဆိုတဲ့ပုံစံမျိုးဝင်းတော်ဝင်ကကျွန်တော်ယုံလေးပြောတယ်ဆိုပြီးလာပြောတယ်ယုံလေးနဲ့ကျွန်တော်နဲ့တိတာကြားလာပြီဒါပေမဲ့ဝင်းတော်ဝင်ကအဲ့မှာဗျာသူယုံလေးကိုလည်းသူဟိုခါရမယ်ပေါ့ဗျာဆိုလာပြောတော့ကျွန်တော်ရှိက3000ယူပြီးတော့ကျွန်တော်ကားနဲ့ပဲကျွန်တော်ဝင်းတော်ဝင်ကိုဟိုလိုက်ပို့ပေးလိုက်ဒီယုံလေးရှိတဲ့စီဆိုင်ကိုလိုက်ပို့ပေးလိုက်တယ်အဲ့မှာပဲ3000ဟိုဖြစ်ပြီးတော့ဝင်းတော်ဝင်နဲ့ကိုယုံလေးနဲ့တွေ့တယ်သူတို့ရဲ့ plan ကတော့စစ်တိုင်းမှုအကူအညီတောင်းမယ်စောစောလေးကိုခေါ်မယ်ခေါ်ပြီးတော့စစ်မယ်ပေါ့ဗျာစစ်ပြီးအမှုပေါ်ပြီဆိုရင်ရဲလက်အိုင်လည်းအပ်မယ်ကျွန်တော်ကအဓိကအဲ့ဒါပဲဖြစ်စေချင်တာရဲလက်အိုင်လည်းအပ်မယ်ဒီကောင်စစ်ဆေးပေးပါမှန်လားမလားစစ်ပါကျွန်တော်အဖေတောင်ဗျာတက်80နဲ့အင်းစိန်တောင်သွားနေပြသွားနေရစစ်ပေးပါဆိုတော့အဲ့လုတ်ပေးကြမယ်ဆိုပြီးတော့တိုင်ပင်မြတ်အချိန်မှာကျွန်တော်ပုံမှန်လေးလေးများအကိုလည်းကြားပြီးဝင်းတော်ဝင်ကျွန်တော် live တင်နေအကုန်ပြောမှာတော့ဘာညာဖြစ်တဲ့အချိန်မှာဝင်းတော်ဝင်ကဘာလုပ်လဲဆို3500ပြန်ပေးတယ်900ပြန်ပေးပြီးတော့ကျွန်တော်မိသားစုဝင်တွေကိုချင်းချောက်တယ်နောက်ထပ်900ထပ်တောင်းဘာညာဆိုချင်းချောက်ပြီးတော့အဲ့400 तू ကယုံလေးကို तू ပေးလိုက်ရတာပေါ့ဗျာ तू မရလိုက်ပါဘူးပေါ့ယုံလေးကို तू ပေးလိုက်ရတဲ့အတွက် तू မပေးနိုင်ဘူးတော့ပါဘူးဆိုတဲ့ပုံစံမျိုးနဲ့ဝင်းတော်ဝင်ကကျွန်တော်900ပေးပြီးတော့နည်းနည်းချင်းချောက်ပြီးရှော့သွားတယ်အဲ့တော့အဖေတို့ကလည်းဒီလိုလူမိုက်တွေပိုင်းနဲ့ပတ်သက်တာမျိုးကျွန်တော် support လည်းမလုပ်ခဲ့ဘူးတိလည်းမသိဘူး။အော်ဒါတိလာတဲ့အချိန်မှာကြောက်တာပေါ့အခုရယ်။ကြောက်တော့ကြောက်ဟဲ့အောင်တင်းကားလည်းဟဲ့အောင်မယူနဲ့မတောင်းနဲ့တော့ဘာမှမတောင်းနဲ့တော့မင်းထပ်ပြီး Facebook တင်ပြီးတော့လူမိုက်တွေကိုဒီလိုတောင်းတာတွေပိုင်းမလုပ်နဲ့တော့ဘာရောညာရောဆိုကျွန်တော်အသေးဆဲပေါ့အခုရယ်။သူတို့ကဒါမျိုးလုပ်တာအစားရ support လည်းမလုပ်ခဲ့ဘူး။ကျွန်တော်လည်းနီးလည်းမရှိတော့ဘူးဟိုကျွန်တော်ကလည်းအဲ့တော့လုံးမိခဲ့တယ်ပေါ့။လုံးမိတာကနေပြီးတော့အခုဘာဖြစ်လာလဲဆိုအကိုတို့ရှိမှတင်တဲ့ဟာကြီးကကျွန်တော်တို့ကတော်တော်လေးစိတ်မကောင်းဖြစ်တယ်ဆိုတာဒီ54တန်းနေဒီမြရီကတင်တဲ့ဟာတွေရဲ့တလွဲတွေရဲ့ပြီးတော့ဒီဘဘိုတန့်ဆိုတဲ့ကောင်ကတကယ် culprit ပေါ့တကယ် culprit ကအဲ့ဘဘိုတန့်ရဲ့တိန်ဝင်းစော်ရဲ့ဒီလူတွေကတကယ် culprit ပေါ့နော်အဲ့တော့တကယ်ခွာပြီးယူသွားတာဘဘိုတန့်အဲ့တော့အကိုကအုံနာဟောက်ပြန်ဆက်ရင်ကျွန်တော်ရဲ့ company ကကျွန်တော်က28တန်းမရတော့ကျွန်တော်ထက်ကန်ဝင်ပဲရောင်းရင်းနဲ့ကျွန်တော် survive ထပ်ဖြစ်တယ်ကျွန်တော်အဆင်ပြန်ပြေတယ်အေးစေးပဲအေးစေးပဲချမ်းသာလဲပဲအေးစေးပဲဘာမှမဖြစ်ဘူးအကုန် official ပဲအဲ့ချိန်ထိအဲ့မှာဘာဖြစ်လဲဆိုတော့ဘိုတန့်ဆိုတဲ့ကောင်ကနေပြီးကျွန်တော်ရှီကနေပတ်စံ US ဒေါ်လာတန်းချီးပါတယ်လူဘိုးချုပ်ညိုစောတို့ဘာနဲ့ point ရိုက်ပြီးပြီစစ်တပ်ကိုသူဓာတ်စီသွင်းမယ်ကျွန်တော်တန်းချီးပါဆိုပြီးတော့ကျွန်တော် US ဒေါ်လာတန်းချီးပါတင်းကြီးပေါင်း4000ခွဲ5000လောက်ရှိတယ်ပေါ့ကျွန်တော်မှာဆက်လက်ရှိတယ်ပြလို့လဲရတယ်နော်အဲ့တော့အဲ့ကောင်ကအဲ့လိုချီးသွားပြီးတော့အဲ့ကောင်ကဘာလုပ်လဲဆိုတော့ပဲနန်းမှာတခါမှကုမ္ပဏီမရှိဘူးเนาะကုမ္ပဏီ license တွေပါအဲ့ကြမှာလောက်တာเนาะကျွန်တော်တို့ဆိုတာအခု Martin International အခု source လိုက်မယ်ဆိုရင်နှစ်အလားပဲလောက်ခဲ့တဲ့ history ရှိတယ်လို့တန်တောင်းချီမြန်မာနိုင်ငံ top 10 exporter ကိုမနစ်တနေ့ကအခုမှအခု2022မှာဖြစ်တာမဟုတ်2015လည်းဖြစ်ခဲ့တဲ့နှစ်တွေရှိရယ်16လည်းဖြစ်ခဲ့တဲ့နှစ်တွေရှိရယ်ပြောချင်တာဟုတ်ဖြစ်တယ်ကျွန်တော်တို့က trading ကိုလုပ်လာဒီကောင်အဲ့မှာဘာဖြစ်လာလဲကျွန်တော်တက်တန်းပေးရမယ်ကျွန်တော်တက်တန်းဒီကောင်မပေးနိုင်အလိန်ခံရလားသူခိုးတာလားမသိမပေးနိုင်တော့ဒီကောင်ကဘာလုပ်လဲဆိုတော့ bro တဲ့ bro ကျွန်တော်လည်းအဲ့ချိန်မှာ exporter တွေကိုဗျာဂတိပေးထားတာရှိအခက်အခဲရှိနေတာကိုကျွန်တော်မှ export လုပ်ဖို့ကုန်နေမရှိတော့ bro တဲ့ဒီကဏ္ဍမှာကျွန်တော်အဖေလုံးဝမပါဘူးเนาะအခုကျွန်တော်ပြောနေတဲ့ကဏ္ဍအဲ့တခုလုံးမှာကျွန်တော်အဖေနဲ့ဘာမှမဆိုင်တာတိလည်းမသိဘိုးသားကျွန်တော်အဖေမြင်လည်းမမြင်ဘူးအဲ့တော့ bro တဲ့ဟိုဟာကျွန်တော်ပတ်စံအဲ့လိုဖြစ်ခင်ဗျားအဲ့လိုဖြစ်လို့တော့မရဘူးကျွန်တော်ဒီဘက်မှာထက်ကိုင်လို့ပါတော့ပဲကြိုရောင်းပြီးတော့ပတ်စံတွေထုတ်ပြီးတော့ကျွန်တော်မင်းကိုပေးထားတာမင်းကပတ်စံပြန်မပေးလို့တော့မရအဲ့တော့မင်းစီဆိုင်တွေပါပိုင်နေဗျာဒီကောင်နဲ့ဟိုစီဆိုင်ပိုင်ရှင်လောက်တာပေါ့အဲ့လိုနဲ့ပတ်သက်ပြီးတော့ဟိုတိုင်းဝင်းစော်နဲ့လည်းသူတို့ပတ်သက်တာပေါ့ဗျာအဲ့တော့လို့တော့မပေးနိုင်ဘူးဆိုရင်မပေးနိုင်ဘူးလို့မရဘူးမင်းပေးမရမယ်အဲ့နဲ့ bro တဲ့ကျွန်တော်မှာ company ရှိတယ်တဲ့ bro ကျွန်တော် company နဲ့ bro ကျွန်တော်တန်1000ပို့ပေးမယ်ပေါ့နော်တန်1000ပို့ပေးမယ် bro အဲ့မှာတွက်ကြည့်လိုက်တဲ့ company အဟောက်သူတွက်ပြကျွန်တော်အဲ့မှာဒီတန်းအောင်ဗျာအဲ့တော့400ဘယ်လောက်မသိ400လား300လားမသိရဟိုကပြောနေတာ तू ကျွန်တော်ပေးရမယ့်အမောင်းနဲ့တန်1000နဲ့မှာ तू ကခုနေလိုက်ပေါ့ဗျာကျွန်တော်ခုနေလိုက်ပေါ့ bro ကျွန်တော် bro ရောင်းထားတဲ့ပစ္စည်းတွေကိုကျွန်တော် export လုပ်ပေးမယ်ကျွန်တော်နာမည်နဲ့ bro ရောင်းပြီးတော့ bro အိန္ဒိယကိုပို့လိုက်ဆိုတဲ့ပုံစံမျိုးလုပ်လိုက်တော့ကဲအဲ့ဆိုလေကိုယ့်လက်ထက်မှာလည်းပစ္စည်းရှိနေတယ်ဒီတနည်းပဲရှိတော့တယ်ကိုယ့်ပတ်စံပြန်ရနိုင်တဲ့နည်းကသူအစိုးရနဲ့သူရှင်းမယ်ကိုစဉ်းစားကြည့် managing director ဗျာ
ကျွန်တော်ကအခု28တန်းအခုကျွန်တော်ပြောနေတကယ်ပေးရမှာပါဝင်လဲခံနေတယ်ဟုတ်တယ်ကျွန်တော်တို့သွင်းရမှာကျွန်တော်အဲ့28တန်းကိုသွားပြီးမောင်ဖြူလက်မှတ်အတူထိုးပြီးတော့ကျွန်တော်မောင်ဖြူကကျွန်တော်ဂရိပေးထားတယ်28တန်းပေးမယ်လို့ပြောပြီးကျွန်တော်အပြင်မှာနေလို့ရတာအခုဘိုးဘိုးတန်းအပြင်မှာအခုစဉ်းစားကြည့်ဘယ်လောက်ကျန်းလဲဆိုတော့အဲ့လိုလုပ်လို့ရရင်လူတိုင်းလုပ်မှာပေါ့